YG ကိုတခုတော့သတိပေးခြင်းလေဗျ။ဘာသတိပေးခြင်းလဲဆိုတော့ကျွန်တော်တို့မြန်မာသင်းတွေအင်ဒိုသင်းတွေနဲ့တွေ့တဲ့အခါမှာအရန်လိုက်ချမိတယ်။ဘယ်လိုလိုက်ချမိရလဲဆိုတော့အင်ဒိုသင်းတွေကအရန် aggressive ဆော့တယ်။အခု AE ဆိုပို့ဆိုးတယ် aggressive ပို့ဆော့တယ်။ AE က aggressive ဆော့ရဲ့ပုံမှာကျွန်တော်တို့ YG အနေနဲ့လိုက်မျောပြီးတော့လိုက်ချမိမယ်ဆိုရင်လိုက်ချနေပြီမယ်ဆိုရင် AE ရဲ့ကစားကွက်ထဲကိုဝင်ကစားရမှာဖြစ်တယ်။အဲ့ဒါဆိုရင်ကျွန်တော်တို့ YG အနေနဲ့မလွယ်ဘူးဗျ။အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ညိုကျော်ရဖြစ်ပါတယ်ကဲမနေ့ပြန်လာမဲ့ M7 Day 3ရဲ့ပွဲစဉ်တွေကိုကျွန်တော်အနေနဲ့ prediction ခန့်မှန်းချက်ထုတ်ပေးတော့မှာဖြစ်ပါတယ် Okay match 1အနေနဲ့ကြည့်လိုက်အောင်ကျွန်တော်တို့ CG Esport နဲ့ DFYG CG Esport နဲ့ DFYG ဆိုတော့ကျွန်တော်ကတော့ DFYG ကိုထပ်မယုံကျင်တော့ဘူးဗျဘာလို့လဲဆိုတော့အရင်ဂျင်းလုံးလို့နှစ်သိန်းလုံးကတော့best of 3 lower ပိုင်တယ်ဆော့တာဒီတင်းကရှုံးတဲ့တင်းထွက်ရမှာရှုံးတဲ့တင်းကတော့အဆင့်16ဖြစ်မယ်နိုင်တဲ့တင်းကတော့တက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့စူပါကန်တို့တင်းကိုမယုံကြည်တော့ဘူးဗျမယုံကြည်တော့ဟုတ်တယ်ကျွန်တော် CG ကိုပဲယုံကျင်တယ်မလေးရှားတင်းကိုပဲယုံကျင်တယ်တရုတ်တင်းတွေကမဖြစ်နိုင်သေးဘူးမဖြစ်နိုင်တော့ဘူးလို့ကျွန်တော်မြင်တယ် DFYG ကိုအဲ့တော့ကျွန်တော်အနေနဲ့ CG ကိုပဲရွေးချင်ပါတယ် CG အနေနဲ့ဒီနေ့ဆော့ရတဲ့ပေါင်းမှန်လည်းမစိုးပါဘူးသူရှုံးသွားရဆိုပေမဲ့နည်းနည်းတော့ဂိမ်းဆော့လိုက်ရတယ်ပေါ့တရုတ်တင်းကိုတော့နိုင်မယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်မလေးရှားတင်းကိုဟုတ်ကဲ့ကျွန်တော်အနေနဲ့ CG ကိုရွေးချယ်ချင်ပါတယ်နောက်တစ်နေ့အနေနဲ့ BSE နဲ့ Falcon တင်း Falcon ပေါ့ sorry တင်းအဲ့ဒီတင်းမှာလည်း BSE ကတော့ကျွန်တော်ကြားသလောက်ကတော့အင်ဒိုမှာသူတို့တလားလောက်ဒီ M7 နိုင်ငံတလားလောက်လာပြီးတော့ training လုပ်ထားတယ်ကြားတယ်ဒါပေမဲ့လည်းသူတို့ဆော့တဲ့ပုံစံကိုကြည့်တာကတော့သူတို့ seafood တော့နိုင်လာတယ်ဒါပေမဲ့မနေ့ကတော့မကောင်းဘူးပေါ့နော်ဆော့တာတင်းဖယ်ကွန်အနေနဲ့ဒီဟာ best of 1ဟုတ်တယ်နော် best of 1ဖြစ်တဲ့အတွက်ကျွန်တော်တင်းဖယ်ကွန်ပဲရွေးချယ်ခြင်းပါတယ်ကျွန်တော် BSC ကိုတော့မရွေးချယ်ခြင်းဘူးတင်းဖယ်ကွန်ပဲနိုင်သွားလိမ့်မယ် sorry တင်းမဲ့သူတို့ experience ရှိနေ sorry တင်းမဲ့နိုင်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့တင်းဖယ်ကွန်ပဲရွေးချယ်ခြင်းပါတယ်နောက်တစ်နေ့အနေနဲ့ team zone နဲ့ aura flipping အဲ့တော့ brother ကိုလည်းရွေးချယ်ပါတယ် team zone အနေနဲ့ wide gap အတင်းပါ aura flipping ကတော့ aura flipping မှာ top 2တင်ပါအဲ့တော့ကျွန်တော်ကတော့ aura ပဲရေးနေကြပါတယ် aura နိုင်ပါလိမ့်မယ် aura flipping နိုင်ပါလိမ့်မယ် okay နောက်ဆုံးသတင်းကျွန်တော်တို့အားလုံးစိတ်ဝင်စားတဲ့ YG vs AE YG vs AE မှာတော့ကျွန်တော်ကတော့ဘယ်တင်းကိုပေးနေလဲဆိုတာထက်နှစ်တင်းလုံးက Fanny Saw ရဲ့နှစ်တင်း Fanny Saw ရဲ့နှစ်တင်းကိုမှကျွန်တော်တို့အနေနဲ့ဒီနေ့မှလောလောလတ်လတ်အိုးနှစ်ကိုနိုင်တာရပါတော့ YG အနေနဲ့အိုးနှစ်ကိုနိုင်တာတယ်AE အနေနဲ့ကတော့တင်းသေးလေးကိုနိုင်တာပါဗျာဘောဘာညာတော့တင်းလေးကိုနိုင်တာတယ်ဒါမဲ့လည်းနှစ်သိန်းလုံးက fan နဲ့နိုင်တာဗျထူးခြားချက်အနေနဲ့ကတော့အဲ့တော့နှစ်သိန်းလုံးကိုပြန်ကြည့်ရမယ်ဆိုရင် YG အနေနဲ့ဒီနေ့အိုးနှစ်ကိုနိုင်ခဲ့တာကdrag ကောင်းလို့လည်းပါတယ်ဘယ်လိုပြောရမလဲenemy ကKyrie ရဲ့ Leo မော့ကြီးလှုပ်မနိုင်တာဒီဘက်ကရင်းရဲ့ Valentina ကြောင့်ဆိုလည်းအများကြီးမှန်ပါတယ် Valentina အနေနဲ့ Sora AD ကိုကင်ပြီးတော့ Kyrie ကိုဆွဲမသုံးဘဲနဲ့ pressure ပေးထားရပါတော့အဲ့ဒီအတွက် Leo မော့အနေနဲ့လုံးဝဝင်ခုတ်လို့မရဘူးဒါကြောင့်ဒီချက်လက်တွေကြောင့်လည်းဒီ YG အနေနဲ့အိုးနဲ့ကိုလွယ်လွယ်ကူလေးနိုင်သွားလို့ကျွန်တော်ထင်တယ်ပြီးတော့ဒီ YG နဲ့ AE မှာ YG အနေနဲ့မနေ့ပြန်နိုင်ဖို့ဆိုရင်မလုပ်ရမလဲဆိုတော့ AE ကိုAE ဆိုတဲ့တင်းကအင်ဒိုတင်းဗျအင်ဒိုတင်းတွေရဲ့အားသာချက်ကတို့ကအရန်ချတာ aggressive အရန်ချတယ် aggressive အရန်ချရတဲ့အတွက်ဘာဖြစ်လဲဆိုတော့ aggressive ချလို့တို့ကတာဝိုင်းရင်အဲ့ဒီတင်းကတောက်လျှောက်တာဝိုင်းမတာဝါဘူးစင်မတာဝါဘူးတို့ချလိုက်လို့မှားသွားတယ်ဆိုရင်နှိမ့်သွားတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ YG အနေနဲ့မနေ့ပြန်လောက်ရမယ့်အချက်ကတော့ AE ကို AE ချတဲ့အချိန်မှာကိုရီအနေနဲ့ဘားပြန်ကြားပြန်ချနိုင်မလားဒါမှမဟုတ်ရင်AE ချတာအရန်ချတာကိုရှောင်ပြီးတော့ကျွန်တော်တို့အနေနဲ့တိုင်ပင်လေးနဲ့ချမလားဒီဂျားတိုင်ပင်လေးရှိတယ်ဂျားတိုင်ပင်လေးနဲ့ချမလားဒါမှမဟုတ်ရင် AE ကို objective မှာပဲချမလားဒါတွေပဲရွေးချယ်ပါပါ AE အရန် aggressive ချတာကြီးကိုကျွန်တော်တို့အနေနဲ့မျောပြီးတော့ငါတို့လည်းမင်းတို့လည်းချအောင်ငါတို့လည်းချမယ်ဆိုပြီးတော့ချမယ်ဆိုရင်တော့ကျွန်တော်ကတော့ AE နိုင်သွားလိမ့်မယ်လို့မျှော်လင့် AE နိုင်သွားလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဟုတ်ကဲ့မနေ့ပြန်ဘယ်တော့3ပွဲစဉ်လည်းဖြစ်တာကြောင့်မို့ကျွန်တော်အနေနဲ့ YG တာရန်မျောပြီးတော့ live မချဘူးဆိုရင် YG နိုင်သွားနိုင်ပါတယ်ဒါမှမဟုတ် AE ကိုရန်မျောပြီးတော့ live ချသွားရင်တော့ AE နိုင်သွားနိုင်ပါတယ် AE ကဘာလို့လဲဆိုအင်ဒိုသင်းဖြစ်နေလို့ပါအင်ဒိုသင်းတွေကတော့ရန်
mechanic တွေလမ်းနေဗျ mechanic တွေလမ်းတော့ light ချတဲ့အခါမှာသတိထားရမယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ဘယ်အသင်းကိုရွေးချယ်ခြင်းလဲဆိုရင်ကျွန်တော်မနေ့ပြန် AE ကိုပဲရွေးချယ်ခြင်းပါတယ်မြန်မာပရိသတ်တွေလည်းစိတ်မဆိုးပါနဲ့ကျွန်တော်မနေ့ပြန် AE ကိုရွေးချယ်ခြင်းပါတယ် AE နည်းနည်းကြိုက်နေပါတယ်ယာဟီကေတို့အာဖေးတို့ကျွန်တော် AE ကြိုက်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ရွေးချယ်ခဲ့တဲ့အသင်းလေးတွေကတော့ CG Esport နဲ့ဒီကမှာဒီမှာ CG Esport BSC နဲ့ Defalcon မှာ Defalcon Sony Team Zone နဲ့ Aurora မှာ Aurora Philippines မှာနောက်ဆုံးတစ်ပွဲနေတဲ့ AUYD မှာတော့ကျွန်တော် AE ကိုရွေးချယ်ထားပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကဒီလောက်ပါပဲကြည့်ရှုပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ကြပါမယ်